မိတ်ဆွေတို့ပတ်ဝန်းကျင်မှာဒီလိုလူမျိုးတွေရှိလားဖုန်းအသစ်ဝယ်တိုင်း Gmail အသစ်ဖြစ်သွားတယ်ဖုန်းဆိုင်ကကောင်လေးကအ မ Play Store download ရအောင်အကောင့်ဖွင့်ပေးလိုက်မယ်နော် အေးရရင်ပြီးရော ကိုကလည်းရရင်ပြီးရောဆိုပြီးပြီးလိုက်တာပဲဒါပေမဲ့နောက်တစ်ခါဖုန်းလဲရောအဲ့ဒီ Gmail လည်းမမှတ်မိတော့ဘူးအဲ့တော့ဘာဖြစ်လဲအဲ့ဒီ Gmail နဲ့ချိန်ထားတဲ့ Facebook ပါပြတ်တယ်ဓာတ်ပုံတွေပျောက်တယ်အဆက်အသွယ်တွေပြတ်တယ်အထူးသဖြင့်ကျွန်တော်တို့မိဘတွေလူကြီးပိုင်းတွေမှာဒါအရန်ဖြစ်ပါတယ်တကယ်တော့ Gmail ဆိုတာ Play Store က game download လောက်ပဲသုံးရတဲ့အရာမဟုတ်ပါဘူးအခက်မသိရင် Gmail ကြောင့်ကိုယ့်ဘဝပါပြတ်သွားနိုင်ပါတယ်ကျွန်တော်ခြောက်နေတာမဟုတ်ပါဘူးကိုခဲမှာရှာကြည့်ရင်တွေ့နိုင်တဲ့နာမည်ကျော်ဖြစ်ရမှန်တစ်ခုကိုပြောပြချင်ပါတယ် Matt Honan ဆိုတဲ့နီးပညာသတင်းထောက်တစ်ယောက်ရှိပါတယ်သူလည်းအစကတော့ Gmail ကိုပေါ့ပဲသုံးခဲ့တာပါဒါပေမဲ့ hacker တွေကသူ့ Gmail ကိုဝင်လို့ရသွားတဲ့အချိန်မှာဘာဖြစ်သွားလဲသိလား hacker တွေကသူ့ Gmail ကနေအဆင့်သူ့ရဲ့ Apple account Amazon account တွေအကုန်လုံးကိုဝင်မွေပြီး password တွေလိုက်ချိန်ပစ်လိုက်ပါတယ်အဆိုးဆုံးကတော့ hacker တွေကအဝေးကနေ hacking tool သုံးပြီးသူ့ laptop ရောဖုန်းရော iPad ရောအကုန်လုံးတွေက data တွေကို remove wipe လုပ်ပြီးဖျက်ချလိုက်တာပါသူသမီးလေးမွေးခါစားကနေတနစ်သမီးအရွယ်ဒီရိုက်ထားတဲ့တံပုံတွေဗီဒီယိုတွေအကုန်လုံးတစ်စက်ကလေးမှပြန်မရတော့ပဲစက္ကန့်ပိုင်းအတွင်းမှာပြာကျသွားခဲ့ပါတယ်ပတ်စံပေးပြီးပြန်ဝယ်လို့မရတဲ့အမှတ်တရတွေဆုံးရှုံးသွားတာပါဒါ Gmail လုံခြုံရေးပေါက်သွားလို့ထည့်ရတာပါ ဒါကနိုင်ငံခြားမှာမို့လို့ဖြစ်တာငါတို့စီမှာမဖြစ်နိုင်ပါဘူးလို့မထင်ပါနဲ့ဆိုင်ကဖွင့်ပေးလိုက်တဲ့ Gmail ကိုသုံးနေရင်ဆိုင်ကလူက password တိနေနိုင်ပါတယ်ကိုကြီးကိုတာပုံနဲ့ပေါက်ကြားနိုင်ပါတယ်ဖုန်းပြောက်ရင် account ပြန်ယူဖို့ recovery မလုပ်ထားတဲ့အတွက် Facebook ရောထပ်ပုံတွေရောအကုန်ဆုံးရှုံးမှာပါဒါကြောင့်ဒီနေ့ကစပြီး Gmail ကိုကိုယ်တိုင်ဖွင့်ကြမယ်ဖွင့်ပြီးသားလူတွေလည်းဒီအချက်တွေကိုချက်ချင်းဝင်ပြင်ပါ Step 1 Create account account ဖွင့်ရင် Create for my personal use ကိုရွေးပါနာမည်ကို name.surname ပေးပါ password ကို123456မပေးပဲစာအုပ်ထဲမှာတေချာချော်ရေးပြီးသိမ်းထားပါ Step 2 Recovery options add recovery phone နဲ့ recovery email မှာကိုမိသားစုဝင်ဖုန်းနံပါတ်နဲ့ mail ကိုထည့်ပါ Step 3 two-step verification ဒါကမဖြစ်မနေလုပ်ရပါမယ် hacker ကကို password ကိုတိသွားရင်တောင် account ထဲဝင်မရအောင်နှစ်ထပ်လုံခြုံရေးခံထားတဲ့သဘောပါတစ် Google account ထဲဝင်ပါလုံခြုံရေး security tab ကိုသွားပါနှစ်အောက်နားမှာ two-step verification ဆိုတာတွေ့ရင်နှိပ်လိုက်ပါသုံးကိုဖုန်းနံပါတ်ထည့်ပေးလိုက်ပါ Google က OTP code ပို့ပေးပါလိမ့်မယ်အဲ့ဒါရိုက်ထည့်ပြီး turn on လုပ်လိုက်ပါဒါဆိုရင် code password ကိုသူများသိရင်တောင်ကိုဖုန်းထဲရောက်လာတဲ့ OTP code မရှိရင်ဘယ်သူမှဝင်လို့မရတော့ပါဘူးဘန် account တစ်ခုလို့လုံခြုံသွားပါပြီတကယ်လို့စိုင်းမှာဖွင့်ခိုင်းလိုက်မိတယ်ဆိုရင်အင်ရောက်တာနဲ့ဒီနှစ်ချက်ကိုချက်လုပ်ပါတဲ့ change password စိုင်းကပေးလိုက်တဲ့ password ကိုချက်ချင်းအသစ်ဖြောင်းပါနှစ် check login history Google account ရဲ့ security မှာ your devices မှာဝင်စစ်ပါကိုဖုန်းမဟုတ်တဲ့တခြား device တွေဝင်နေတာတွေ့ရင် sign out လုပ်ပြီးချက်ချင်းမောင်းထုတ်ပြပါကဲလုံခြုံရေးအပိုင်းပြီးပြီဆိုတော့ဒီ Gmail account က Mixer အတွက်ဘာတွေဆက်လုပ်ပေးနိုင်မလဲကြည့်ရအောင် Gmail ဆိုတာစာပို့ရုံတတ်မဟုတ်ပါဘူးဒါဟာ Mixer ရဲ့ digital manager တစ်ယောက်ပါတစ် Google Photos ပထမဆုံးအနေနဲ့ဖုန်းပြတ်သွားရင်ဓာတ်ပုံတွေပါသွားမှာကြောက်နေလား Gmail နဲ့ချိန်ထားတဲ့ Google Photos ကိုဖွင့်ပြီး backup ကို on ထားလိုက်ပါဒါဆိုရင်မိတ်ဆွေဓာတ်ပုံရိုက်လိုက်တိုင်းသူကအလိုလျောက် cloud ပေါ်ကိုတင်ပြီးသွားမှာပါဖုန်းရည်ထဲကျသွားတာဖြစ်ဖြစ်အခိုးခံရတာဖြစ်ဖြစ်နောက်ဖုန်းအသစ်ဝယ်ပြီးဒီ Gmail ကိုပြန်ရိုက်ထည့်လိုက်တာနဲ့ပုံတွေအကုန်လုံးပြန်ရောက်လာမှာပါ memory stick တွေ hard disk တွေတည်နေစရာမလိုတော့ပါဘူးနှစ် find my device ဒုတိယအချက်ကတော့ဖုန်းလုံခြုံရေးပါတကယ်လို့ဖုန်းဘယ်နာကြားပြောင်းမှမသိဖြစ်နေရင်ဒါမှမဟုတ်တခိုးသွားရင်စိတ်မပူပါနဲ့တငယ်ချင်းတယောက်ရဲ့ဖုန်းကိုငါ browser မှာ find my device လို့ရိုက်ရှာပြီးကို Gmail နဲ့ဝင်လိုက်ပါ play sound ဖုန်းက silent လုပ်ထားရင်တော့အတန်အကျယ်ကြီးမြည်အောင်လှမ်းလုပ်လို့ရတယ် secure device ဖုန်း screen ကို lock လှမ်းချပြီးဖုန်းပြန်ပေးဖို့စာလှမ်းပို့လို့ရတယ် factory reset တကယ်လို့ပြန်မရတော့ဘူးတေးရရင်ကို data တွေတများမမြင်ရအောင် erase device နဲ့အကုန်လှမ်းဖယ်ချလိုက်လို့ရပါတယ်ဒါ Gmail ရှိမှလုပ်လို့ရတာပါနောက်ဆုံးအချက်ကတော့ speed ပါ
ခုခေတ်မှာ AI tool တွေ website တွေအများကြီးပေါ်နေပါပြီ Gmail ရှိရင်ဘာမှဖြည့်စရာမလိုပါဘူး Continue with Google ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့ second ပိုင်းအတွင်းအကောင့်ပွင့်သွားပါလိမ့်မယ်ဒါကြောင့် Gmail တစ်ခုပိုင်ဆိုင်ထားတာဟာကမ္ဘာအဆင့်မီဝန်ဆောင်မှုအားလုံးကိုဖွင့်နိုင်တဲ့ master key တစ်ချောင်းရထားတာနဲ့အတူတူပါပဲမှတ်ထားပါဖုန်းတစ်လုံးကပတ်စံပေးရင်အသစ်ပြန်ဝယ်လို့ရပါတယ်ဒါပေမဲ့10နှစ်ကျော်စုဆောင်းထားတဲ့ဓာတ်ပုံတွေနဲ့အမှတ်တရားတွေကတော့ပတ်စံပေးပြီးပြန်ဝယ်လို့မရပါဘူးအဲ့ဒါဒီကိုကာကွယ်ပေးနိုင်တာ Gmail ပါကိုယ့်ပတ်ဝန်းကျင်ကမသိနားမလဲတဲ့သူတွေကိုလည်းဒီဗီဒီယိုလေးပြပြီးကူညီပေးကြပါအောင် subscribe လုပ်ဖို့လည်းမမေ့နဲ့နော်